နိုင်ငံသားဖြစ်မှုဆိုတာစာရွက်တစ်စောင်နဲ့မပြီးသွားပါဘူးနိုင်ငံသားဖြစ်မှုကလူတအုပ်ကိုဒီနိုင်ငံရဲ့အစိတ်အပိုင်းတစ်ခုလို့အသိအမှတ်ပြုပေးတာဖြစ်ပြီးထို့သူရဲ့ရပိုင်ခွင့်နဲ့အခက်ခဲရှိရင်ကာကွယ်ပေးမယ်လို့ကတိပေးတာပါဒါပေမဲ့ဒီကမ္ဘာပေါ်မှာတန်းနဲ့ချီရဲ့မိသားစုတွေဟာနိုင်ငံသားဖြစ်မှုမရှိတဲ့အတွက်အခြေခံအခွင့်အရေးတွေကိုအလွယ်တကူပျောက်ဆုံးနေရပါတယ်မြန်မာနိုင်ငံမှာမိသားစုတွေမကြာခဏရောက်ရှိနေရတာဟာထူးထူးဆန်းဆန်းမဟုတ်ပါကိုလိုနီခေတ်ကတည်းကစစ်ပွဲတွေကြောင့်စစ်အာဏာရှင်စနစ်ကြောင့်လူမျိုးခြားပဋိပက္ခတွေကြောင့်မျိုးဆက်တိုင်းထွက်ပြေးခဲ့ကြရပါတယ်။အိုးအိမ်တွေကိုစွန့်ပစ်ပြီးမတည်ရုံတမဲထွက်ပြေးခဲ့ရတာတွေလည်းရှိနေသေးပါ2021အာဏာသိမ်းပြီးနောက်စစ်ပေးရှောင်စခန်းအသစ်တွေနေဆက်လိုင်းတလျှောက်ရွှေ့ပြောင်းနေထိုင်မှုအခြေအနေတွေထပ်မံထွက်ပေါ်လာခဲ့ပြီးများစွာသောမိသားစုတွေကိုအပြင်းထန်ထပ်မံထိခိုက်စေခဲ့ပါတယ်။1948ခုနှစ်တွင်မြန်မာနိုင်ငံမှာနိုင်ငံအသစ်ရဲ့အခြေခံအုတ်မြစ်အဖြစ်နိုင်ငံသားဥပဒေထွက်ပေါ်လာခဲ့ပါတယ်။လူတိုင်းပါဝင်နိုင်မယ်၊လူတိုင်းကိုအသိအမှတ်ပြုမယ်ဆိုပြီးကြေညာခဲ့ပါတယ်။1948နိုင်ငံသားဥပဒေကအားလုံးပါဝင်နိုင်ရေးမှုကိုအခြေခံခဲ့ပေမဲ့လက်တွေ့ဖော်ဆောင်ရာတွင်လူတိုင်းပါဝင်မှုခက်ခဲအောင်လုပ်ခဲ့တာတွေရှိပါတယ်။ဒါပေမဲ့1982ခုနှစ်မှာဥပဒေအသစ်ထွက်လာပြီးအဲ့ဒီကြေညာချက်ကိုဖျက်သိမ်းခဲ့ကလူတွေကိုနိုင်ငံသားပြုနိုင်ငံသားအဲ့နိုင်ငံသားဆိုပြီးအဆင့်3ဆင့်ခွဲခြားခဲ့ပါတယ်။မြန်မာနိုင်ငံတွင်စစ်အာဏာရှင်တို့သည်လူမျိုးစု135မျိုးနွယ်တွေကိုသာနိုင်ငံသားဖြစ်တယ်လို့သတ်မှတ်ပေးခဲ့ပါတယ်။135မျိုးမှာသတ်မှတ်ခြင်းမခံရတဲ့လူမျိုးစုများကမွေးရပါနိုင်ငံသားလို့ခေါ်တဲ့ natural born citizenship ကိုမရကြပါဘူး။အဲ့ဒီစီးရင်နဲ့မပါသည့်အခြားလူမျိုးစုတွေရိုဟင်ဂျာတရုတ်ဗမာအိန္ဒိယဗမာစတဲ့လူမျိုးစုတွေကတဖြည်းဖြည်းနိုင်ငံသားအခွင့်အရေးမပိုင်ဆိုင်နိုင်ကြတော့ပါဘူး။နိုင်ငံသားမဲ့သူတယောက်အနေနဲ့နေ့စဉ်ဘဝအတွင်းအခြေခံအခွင့်အရေးများစွာဆုံးရှုံးနေရပါတယ်။အလွယ်တကူကြောင်းတက်ခွင့်မရှိခြင်းစေကုသခွင့်မရခြင်းတို့အပြင်သားသမီးမွေးဖွားမှုကိုမှတ်ပုံတင်ခွင့်တော့မရနိုင်ပါ။အဲ့ဒီလိုနဲ့နိုင်ငံရဲ့အမြင်ထဲမှာမရှိသူတဦးအဖြစ်ပဲနေထိုင်သွားရပါတယ်။တကယ်အကောင့်ထဲရှိရတော့နိုင်ငံသားကမရှိလို့နိုင်ငံမရှိသူလို့ထင်ရတဲ့အခြေအနေပါ။ဒုက္ခသည်စခန်းတွေနေဆက်ဒေသတွေမှာဝေးဖွားလာတဲ့ကလေးတွေဟာနိုင်ငံသားခွင့်ရမရှိပဲစတင်နေထိုင်ကြရပါတယ်။ဝေးစည်းရေးစာရမ်းမရှိလူသားအဖြစ်အတိမတ်ပြုမခံရခြင်းတွေရှိနေပါတယ်။သူတို့ရဲ့ဘဝတွေဟာပိတ်မိပြီးနိုင်ငံမဲ့ကလေးအဖြစ်ကြီးထွားသွားရပါတယ်။နိုင်ငံမဲ့ကလေးဆိုတာအနာဂတ်မဲ့တဲ့ကလေးတွေပါပဲ။1988နဲ့2021ပြည်သူ့အရေးတော်ပုံတွေပြီးနောက်စစ်အစိုးရကိုစန့်ကျင်ခဲ့တဲ့လူတွေတဲကများစွာဟာနိုင်ငံပြင်ပကိုထွက်ပြေးခဲ့ရပါတယ်။သူတို့ရဲ့တော်လှန်မှုကြောင့်နိုင်ငံသားအခွင့်အရေးတွေနဲ့နိုင်ငံသားဖြစ်မှုကိုစစ်အစိုးရတွေကပယ်ဖျက်လိုက်ပြီးဥပဒေအရနိုင်ငံမရှိတော့သောအဖြစ်ဆိုးကိုပြောင်းလဲသွားခဲ့ပါတယ်။ငြိမ်းချမ်းမှုနဲ့ညီညွတ်မှုအတွက်အခြေခံအချက်တစ်ခုကပြည်သူမဆိုပါဝင်ခွင့်ရှိဖို့ပါ။နိုင်ငံသားဖြစ်ခြင်းဟာအထူးပေးရမှုမဟုတ်ပဲလူတိုင်းရရှိတဲ့အခွင့်အရေးပါ။အတန်တိုင်းကလေးတိုင်းလူမျိုးတိုင်းအရေးကြီးပါတယ်။ညီသူမျှနောက်ကျန်တင်ခြင်းမရှိသင့်ပါဘူး။အားလုံးပေါင်းစည်းမှတိုင်းပြည်တစ်ခုလုံးအတူတူရပ်တည်နိုင်မှာဖြစ်ပါတယ်။အတိတ်ကိုနားလည်မှသာတရားမျှတတဲ့အနာဂတ်ကိုအတူတူတည်ဆောက်နိုင်မယ်ဆိုတာသိကြပါတယ်။အကြံတော်ရင်သိရှိလိုပါကမိုးစိမြန်မာပေါ့ကတ်ကိုနားဆင်နိုင်ပါတယ်။